2026ခုနှစ်မေလ20ရက်နေ့စနေသားသမီးများအတွက်တနေ့ဟောစတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာအလုံးမှာနမီခုံသတင်းတွေကြော်ကြတာအလုံးနဲ့ပတ်သက်ပြီးသွားရင်လေကံအခွင့်အလမ်းတွေအဖက်ဖက်ကနေပြီးတော့တအားကြီးကိုခေါင်းနေတဲ့စီးပွားရေးကိစ္စလူမှုရေးကိစ္စအရာအလုံးနဲ့အဆအယအဆင်ပြေအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်ကျမ်းမာရေးအနေနဲ့လည်းတတိထားနော်ကိုယ်လက်ရရတဲ့ဝေဒနာမျိုးတွေခံစားရတဲ့အခြေအေးမှာလည်းချစ်သူစီကနေပြီးတော့မင်္ဂလာကိစ္စတွေသတင်းစကားမျိုးတွေကြားရတဲ့အိမ်တော်ရေးမှာတော့စနေသားသမီးများအတွက်ဒီနေ့မှာခင်မွန်းတဲ့အတွက်ကိုဝမ်းသာစရာစိတ်ချမ်းသာစရာသတင်းစကားမျိုးတွေကြားရတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့9နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအဝါရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ်ရရိယာအနေနဲ့မိမိအိမ်ရှိဖျားမှာမုံရင်ကကလူပြားမှာဖြစ်ပါတယ်ရှင်